အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတွန်ကီရဲ့ကိုခဏလောက်ဝင်ကြည့်ကြည့်မယ်ပေါ့နော်အဲ့ဒီဆိုင်ထဲမှာဆိုလို့ရှိရင်လည်းလူသုံးဆောင်ပစ္စည်းတွေ cosmetic တွေ makeup တွေအဝတ်စားတွေဖက်နက်တွေအကုန်ဆုံးရှိတယ်ပြီးတော့သူ့ရဲ့ဈေးလေးတွေကလည်းမစိုးတန်တယ်လို့ခံစားရတယ်ပေါ့နော်အမျိုးတွေကတွန်ကီဆိုင်ဆိုလို့ရှိရင်လေဝင်လိုက်တာနဲ့လူတွေကအများကြီးပဲအမြဲပြည့်နေတာပေါ့နော်ဒီဘက်မှာကျတော့လူလေးကနည်းနည်းရှင်းတယ်အဲ့ဒီခါကျတော့လေကိုယ့်ဘာကိုအေးအေးဆေးဆေးလေးတက်တောင့်တက်တာရှိရှိနဲ့ဈေးဝယ်လို့ရတယ်ပေါ့နော်ပြီးတော့သူ့ဆိုင်ထဲမှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးတော့ကြိတ်လေးတွေဘူးစုဖြူတွေအကုန်ဆုံးရှိရပါပေါ့နော်အဲ့နေရာလေးခဏလေးပဲဝင်လိုက်မိပြီးတော့မဝယ်ပြစ်လိုက်ဘူးဒါပေမဲ့နောက်တစ်ခေါက်ထပ်သွားကြတာပေါ့ဒါလေးကလေဟိုတနေ့ကလောက်ကပြန်ပိုက်ရန်စားလို့ဆိုပြီးတော့ဘာစားမှမသိလို့နောက်ဆုံးကားလည်းပဲဝင်စားဖြစ်ခဲ့တာပေါ့နော်အဲ့ဒီဆိုင်ကလည်းအလုံးနဲ့နီးခဲ့ဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်နေရရဆိုင်စားရတာလေးလည်းမှာစားဖြစ်တယ်ပေါ့နော်ဆိုင်ရပေးထားတဲ့ sauce လေးနဲ့ဆမ်းပြီးစားရင်တော့ပိုကောင်းတယ်ပေါ့နော်ပြီးတော့အဲ့နေရကားတဲ့ကိုဟမ်ဘာဂူစားခြင်းလို့ဆိုပြီးဟမ်ဘာဂူမှားလိုက်တယ်ပြီးတော့ကြက်ဥကြောင်နဲ့စားခြင်းဆိုပြီးကြက်ဥကြောင်နှစ်ချောင်းလေးပါထပ်ပြီးတော့မှားလိုက်တယ်ပေါ့နော်ဒါလေးကကြတော့ chicken katsuka တဲ့ဟိုမှာသူကလေအာလူးလေးထည့်တာပေါ့နော်အဲ့ဆိုင်ကဟမ်ဘာဂူလေးကလေတော်တော်စားလို့ကောင်းတယ်သူများဆိုင်နဲ့မတူပေါ့နော်ပြီးတော့ဈေးလဲတက်တာတယ်ဟမ်ဘာဂူနဲ့စားလို့ရှိရင်လေဒါကတော့သူ့ရဲ့ menu လေးပေါ့နော်အဲ့ဆိုပိုက်ဆံနေလို့စားလိုက်ပါဦးမယ်ကားရဲကတော့ပါဇက်နဲ့အကြိုက်ဆုံးပဲပေါ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြလို့အားလုံးကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုကြရင်ပြန်တွေ့မယ်နော်တက်တာ